ငါတခုပြောမှာကွာမပြောတော့လို့လည်းကိစ္စတခုငါပြောတော့အဲ့မိုဘိုင်းလေးကြံကောင်းနေမိုဘိုင်းလေးကြံကို TikTok မှာ highlight ထုတ်တဲ့ကောင်နဲ့ streaming လွှင့်တဲ့ကောင်တွေပါပဲကြံအချိန်ကြီးမကောင်းတာနဲ့ပတ်ကြည့်ပြောင်းလာပြီးတော့ကျွန်တော်ကောင်တွေက live လို့ EN ကဲလို့တွားပြီး AI ဘော်လေးတွေနဲ့တွားပြီး 4v1 ပြစ်တာနဲ့ 3v1 ပြစ်ထားနဲ့ကျွန်တော်ကောင်တွေကအဲ့ဒီဘော်တွေတွားပြစ်နေတယ်မင်းတို့တကယ်အဲ့ဒီငါရမ်းကျန်းနေပါပြီလို့ကိုယ့်ကိုထင်းသွားပြီဆိုရင်ကွာမင်းတို့အဲ့ဒီဆန်းဟောက်တို့ပါလာပြစ်ကြည့်ကျန်းနေတော့ဆင်းနေမင်းတို့ဘူးကံမင်းစင်ကြည့်ကွာနော်မင်းတို့စကေးတွေဘာလဲဆိုတော့တိလိမ့်မယ်ပါမင်းတို့ကောင်တွေကအခုကမင်းတို့ကောင်တွေမိုဘိုင်းလေးကျဆော့ပြီးမိုဘိုင်းလေးကျန်ချင်းနေမကောင်းတာနဲ့ပတ်ကြည့်ပြောင်းပတ်ကြည့်မှပြီးထက်လာသေးတယ်စကကြီးစကရင်ပါတကောင်တစ်ချက်ပဲလားတစ်ချက်ပြပြန်အောင်တစ်ချက်ပြပြန်မှာအဲ့ကောင်ကြီးရှိသေးတယ်မင်းတို့ပိန်းတာလူကြည့်တယ်ကွာငါလို့ကွာမင်းတို့ကောင်ကြီးတိတ်မပြောချင်ဘူးမပြောချင်လည်းမင်းတို့ကောင်ပြောအောင်လုပ်လာတဖြည်းဖြည်းကိုယ့်ကိုယ်လည်းမင်းတို့စဉ်းစားကြပါကွာမင်းတို့ကောင်တွေကလည်းမင်းတို့မိုဘိုင်းလေးကျမှာမင်းတို့ကောင်ချင်းနေမကောင်းတာနဲ့ပတ်ကြည့်ပြောင်းအောင်လာကြငါလည်းတိတ်မပြောချင်ဘူးတူတယ်မှာပဲအဲ့တော့ပဲပြောရမယ်ကွာနော်နောက်ကွာအဲ့ဒီမင်းတို့ကောင် highlight ထုတ်ပြီးဆိုကွာပတ်ကြည့်မှာ highlight ထုတ်ပြီးနည်းနည်းလေး short လေးနည်းနည်း short ပြီးမှပြောအဲ့ဒါဆိုငါတို့လက်ခံတို့ကောင်เนี่ยအခုကလေကြီးစကဲကျင်းနေကွာငါတို့အဲ့ဆန်းဟုတ်ပဲလာပစ်ကြည့်ကွာမင်းတို့နော်ဒါပဲပြောမှာမင်းတို့ကောင်